အားလုံးပဲမင်္ဂလာပါဗျဒီနေ့ကျွန်တော်တို့ရဲ့လီလာထုံးသမှုအစီအစဉ်ကနေကြိုဆိုပါတယ် မင်္ဂလာပါရှင် စစချင်းပေါ့နော်ဟိုလေဥပမာတစ်ခုကိုအရင်ဆုံးမင်းအောင်ကြည့်စီခြင်းတယ်ဗျဆေးရုံတစ်ခုရဲ့အရေးပေါ်ကုသဆောင်ကိုရောက်သွားတဲ့ဆိုပါစို့ ဟုတ်ကဲ့ ပုံမှန်အချိန်ဆိုရင်တော့ရောက်လာတဲ့လူနာတိုင်းကိုဆရာဝန်တွေကတရားစံတတ်မဲ့ကုသမှုတွေအေးစေးပေးလိုက်မယ်လေဒါပေမဲ့ရွတ်တဲ့အကြောင်းတစ်ခုကြောင့်လူနာတွေရာနဲ့ချီပြီးတပြိုင်တည်းရောက်လာပြီဆိုရင်ကောဆရာဝန်ရာဆေးဝါးတွေလုံးဝမလုံလောက်တော့ဘူးဆိုရင်အဲ့ဒီဆေးရုံပါဆက်ဖြစ်မလဲဗျ အဲ့ဒီလိုခြေနေမျိုးဆိုရင်တော့လေစီးပင်ထဲမှာ triage လို့ကောလေအရေးပေါ်လူနာရွေးချယ်ခွဲခြားတဲ့စနစ်ကိုမတုံးမဖြစ်သုံးရတော့တာပေါ့ရွေးချယ်စရာလမ်းကြောင်းမရှိတော့ဘူးလေ ဟုတ်တယ်နော် ဟုတ်တယ်ရှင်အသက်အန္တရာယ်အစိုးရညာဆုံးသူချက်ချင်းခွဲစိတ်မှုမလုပ်ရင်အသက်ဆုံးရှုံးတော့မဲ့သူကိုပဲအရင်ဆုံးကယ်တင်ရတော့တယ်လက်ကျိုးချေကျိုးလောက်ဖြစ်တဲ့သူတွေကနာကျင်နေပေမဲ့လည်းဘေးမှာအကြကြီးဆက်ဆောင်နေရတော့မဲ့တဘောပဲပေါ့နော် အဲ့ဒါဘူးဗျာဒီနေ့ကျွန်တော်တို့လက်ခံရရှိထားတဲ့မတန်းတွေကိုတေချာဖတ်ကြည့်တဲ့အခါမှာဟိုလေဒုက္ခတိရေးကုညီဆောင်ရှောက်နေတဲ့စနစ်ကြီးတစ်ခုလုံးဟာအခုနပြောတဲ့စေယုံကအရေးပေါ်ခန့်အခြေအနေမျိုးကိုဆက်ရောက်နေပြီဆိုတာရှင်းရှင်းလင်းလင်းတွေ့လာတာဗျာ ဟုတ်ပါတယ်ရှင် ဆိုတော့ဒီနေ့လေ့လာသုံးသပ်မှုမှာ2026ခုနှစ်မလာ12ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့UNHCR ရဲ့ Community Town Hall အစည်းအဝေးကနေထွက်ပေါ်လာတဲ့အရေးကြီးတဲ့အချက်အလက်တွေကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးသွားပါမယ် ဟုတ်ကဲ့ဒီဆွေးနွေးချက်တွေကတက်ကက်ကိုအရေးကြီးပါတယ် ။မှန်ပါဗျာ။ကျွန်တော်တို့ရဲ့အဓိကသတင်းမီဒီယာအနေနဲ့ Digital Gateway Services လမ်းညွှန်စာတမ်း Town Hall အစည်းအဝေးရဲ့အချင်းချုပ်မှတ်တမ်းနဲ့နောက်ပြီး Zomi Press ကဖော်ပြထားတဲ့ဆောင်းပါးတွေကိုအခြေခံထားပါတယ်ဗျာ ဒီမှတ်တမ်းတွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါတကယ်ကိုကြီးမားတဲ့အချိုးကွေကြီးကိုတွေ့ရတယ်ရှင် ။ဘယ်လိုချိုးခွင့်မျိုးလဲဗျာ အရင်တုန်းကဒုက္ခတရေတီကြားမှာလေအချိန်ကြာကြာစောင့်ရင်ကိုယ့်အလက်ရောက်လာမှာပါဆိုတဲ့စနစ်ကနေအခုဆိုရင်အထိခိုက်လွယ်ဆုံးအလုံးလက်ဆုံးငယ်digital နည်းပညာကိုအကျွမ်းကျင်ဆုံးသူတွေဒါရှင်းတန်နိုင်မဲ့အခြေအနေကိုကူးပြောင်းသွားပြီဆိုတာပါပဲ ။ဝါတော်တော်လေးစဉ်းစားစရာပဲဗျာ။ဆိုတော့အဲ့ဒီအကူပြောင်းကိုမတွားခင်လက်ရှိမြေပြင်မှာဘာတွေဖြစ်နေလဲဆိုတဲ့အခြေအနေမှန်ကိုယဉ်ကြည့်အောင်ဗျ။ ဟုတ်ကဲ့ သတင်းမစ်တွေထဲမှာကျွန်တော်အထင်ရှားဆုံးတွေ့ရတာက budget ငွေကြေးကျတဲ့ပဲဗျာဟို UNHCR ရဲ့လုပ်ငန်းလက်ပတ်မှု65%လောက်ကပေါ်မှာ budget ဖြတ်တောက်မှုကရိုက်ခတ်နေပြီလို့ဆိုတယ် 65%ဆိုတာတော်တော်များလဲနော် များတာပေါ့ဗျာဒါကစာရွက်ပေါ်ကကိန်းဂဏန်းတက်တော့မဟုတ်ဘူးဗျာမြေပြင်မှာဆိုရင်ရုံးခန်းနေမှာအလုပ်လုပ်မဲ့ဝန်ထမ်းမရှိတော့တာဖုံးကင်မဲ့အတူမရှိတော့တာပြီးတော့ interview လုပ်မဲ့အရာရှိအရွယ်အတွက်လောကျတော့တာတွေကိုတိုက်ရိုက်ဆိုလို့နေတာပဲလေ တကယ်တော့အခြေအနေကအဲ့ဒီထက်ပိုရှုပ်ထွေးခဲ့ရှင်ဝန်ထိုင်းကလျော်ကြားသွားတဲ့အတွက်လုပ်ငန်းစဉ်တွေဘလောက်နေခွေးသွားလဲဆိုတာကိန်းဂဏန်းတွေကတက်တည်ပြနေတယ် ဘယ်လိုကိန်းဂဏန်းတွေတွေ့ရလဲဗျာ 2026ခုနှစ်ဖေဖော်ဝါရီလအထိဆိုရင်လူဦးရေ3600ခုနှစ်ဦးကိုပဲမှတ်ပုံတင်လုပ်ငန်းစဉ်တွေဆောင်ရွက်ပေးနိုင်ခဲ့တယ်ရှင့်ပြီးတော့ဆောင်ရွက်စာတမ်း16996ခုပဲထုတ်ပေးနိုင်ခဲ့တယ် ဟာ3600ကျော်လေးပဲလား ဟုတ်တယ်ရှင်မလေးရှားမှာရှိနေတဲ့ဒုက္ခသည်တိန်းနဲ့ချီတဲ့အရွယ်အတွက်နဲ့ရှင်ကြည့်ရင်ဒါဟာဘယ်လိုပြောမလဲအပဝါလောက်တရှိတဲ့ထွက်ပေါက်တစ်ခုဖြစ်နေလားပေါ့ဒါကြောင့်လေ2026ခုနှစ်အတွက်မှတ်ပုံတင်ဖို့ဦးစားပေးမဲ့အုပ်စုတွေကိုအတိအကျကန့်သက်လိုက်ရတာဖြစ်ပါတယ် အရေးကြီးလာပြီပေါ့ မှန်ပါတယ်ရှင် ကျွန်တော်ဖတ်ရတဲ့မတန်းတွေအရဆိုရင်ဦးစားပေးမဲ့အုပ်စုနှစ်စုပဲရှိတယ်ဗျာပထမ85%ကအချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရသူတွေအထူးသဖြင့်2022ခုနှစ်နဲ့အဲ့ဒီမထိုက်ခင်ကတည်းကစောင့်နေရတဲ့ case တွေပြီးတော့မိသားစုဝင်ထက်တွင်းဖို့ရှောက်ထားတဲ့ case တွေကိုဦးစားပေးမယ်လို့ဆိုတယ် အဲ့ဒါလား85%ပေါ့နော်ကျန်တဲ့25%ကတော့ ကျန်တဲ့25%ကတော့လူမှုအတိုင်းအဝိုင်ကနေတဆင့်ရည်ညွှန်းပို့ဆောင်လာတဲ့ referral case တွေအတွက်ဖယ်ချမ်းထားတယ်ဗျာ တဘောကတော့အရေးပေါ်အတန်တဲ့ကြုံတွေ့နေရသူတွေအကာအဝယ်ပေးဖို့အလိုအမဲလိုအပ်နေသူတွေတို့ပေါ့ အတိအကျပဲဗျာအဲ့ဒီလိုလုံးဝအရေးပေါ်လိုအပ်နေတဲ့သူတွေကိုပဲလက်ခံတော့မယ်တဘောပဲ ဒီနေရာမှာလေစဉ်းစားစရာကောင်းတဲ့တကယ်ကိုဝမ်းနည်းစရာကောင်းတဲ့ပြဿနာတစ်ခုရှိနေတယ်ရှင် ဘာများလဲဗျာ အဲ့လာကဆက်သွယ်လို့မရတဲ့ပြဿနာ reachability issue ပဲမှတ်တမ်းဒီမှာဖော်ပြထားချက်အရ UNHCR ကနေဒုက္ခတီတွေကိုဖုံးဆက်တဲ့အခါ15%အောက်လို့ပဲအဆက်အသွယ်ရလေလို့ဆိုတယ် 15%အောက်ဝေါဒါကတော်တော်လေးကိုဆိုးရတဲ့ကိန်းဂဏန်းပဲ ဟုတ်တယ်ရှင်စဉ်းစားကြည့်ပါဖုံးခေါ်ဆိုမှုအချိန်အရာမှာ15လောက်ပဲဖုံးကင်တယ်ဆိုတဲ့သဘောပဲလေ ဘာလို့ဒီလောက်တောင်အဆက်အသွယ်ပြတ်တောက်ရတာလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တို့နည်းနည်းတူးဆွဲကြည့်ဖို့လိုမယ်လေ ဘာကြောင့်လို့ထင်လဲရှင် ဟိုလီဒုက္ခသည်တွေဘဝကိုပြန်ကြည့်အများစုက
ကြိုတင်ငွေဖြည့် prepaid စင်ကတ်တွေကိုတုံးကြတာလေငွေမဖြည့်နိုင်လို့ကတ်တတန်းကုန်သွားတာမျိုးရှိမယ်အလို့အကိုင်းချင်းနေကြောင်နေရခဏခဏပြောင်းရွှေ့နေရလို့ဖုန်းနံပါတ်ပြောင်းသွားတာမျိုးရှိမယ်ဗျာ ဟုတ်တယ်အဲ့ဒါအဓိကအကြောင်းရင်းပဲ တချို့ကြတော့လေအကျွေးတောင်းတာတွေလိန်လေတဲ့ scam ဖုန်းခေါ်ဆိုမှုတွေကိုကြောက်လို့နံပါတ်အသစ်ခဏခဏပြောင်းကြတာမျိုးလေးရှိနိုင်တယ်ဗျာပြဿနာကအဲ့ဒီလိုပြောင်းလိုက်တဲ့နံပါတ်အသစ်ကို UNHCR လမ်းပြီး update မလုပ်ကြတာပဲ အဲ့ဒါကလေတတိပုဂ္ဂလာဆုံးရှုံမှုတွေမကဘူးရှင်စနစ်တစ်ခုလုံးကိုပါထိခိုက်စေတယ် ဘယ်လိုမျိုးလဲဗျ UNHCR ဘက်ကကြည့်ရင်အလုတ်လို့ခုဝန်ထမ်းအင်အားနင်းနေတဲ့ကြတယ်အလဲရောက်လို့ဖုန်းခေါ်တဲ့အခါဖုန်းမဝင်မှုဆိုရင်နောက်တစ်ယောက်ကိုကြော်ခေါ်ဖို့အချိန်ကြီးထပ်ကွင်ရတယ်လေဖုန်းမကန်တဲ့သူကလည်းသူ့ဘဝရဲ့အရေးကြီးဆုံးအခွင့်အရေးကြီးကိုရေစုံမျောပြလိုက်သလိုထစ်သွားတာပေါ့ တကယ်နှမျောစရာပဲ ဒါကြောင့်ဆက်သွယ်ရေးလမ်းကြောင်းပွင့်နေဖို့ဆိုတာအသက်တမအရေးကြီးနေတာပါ ဟုတ်ပါပြီဗျာကဲအခုနောက်အရေးပေါ်ခံဥပမာကိုပြန်သွားအောင်လူတစ်ယောက်ကအရေးပေါ်ခံတဲ့ဝင်ခွင့်ရသွားပြီမှတ်ပုံတင်လို့လည်းပြီးသွားပြီပဲထားပါတော့ ဟုတ်ကဲ့ ဝင်ခွင့်ရသွားတဲ့လူအများစုရဲ့နောက်ဆုံးပန်းတိုင်ကတတိယနိုင်ငံကိုတွားရောက်အခြေချနေထိုင်ခွင့် resettlement ရဖို့ပဲလေဒါပေမဲ့ဒီမြို့တော်ခမ်းမှာအစီအဝေးမှာတန်းဒီရကင်းကနန်းတွေကိုကြီးလိုက်တော့တကက်ကိုမျိုးလင့်ချက်ရိုက်ချိုးခံလိုက်ရသလိုပဲဗျာ ဘလို့ဖြစ်လို့လဲရှင် အခွင့်အလမ်းတွေကကျွန်တော်တို့ထင်ထားတာထက်ကိုအများကြီးပိုဆိုးဆိုးရွားရွားကျဆင်းနေလေ ဒါကိုကင်းကနန်းနေနဲ့တေချာကြည့်ဖို့လိုပါတယ်ရှင်လွန်ခဲ့တဲ့2024ခုနှစ်တုန်းကမလေးရှားမှာနေတတိယနိုင်ငံကိုထွက်ခွာခွင့်ရသူ8925ဦးရှိခဲ့တယ် ကိုထောင်နီးပါလောက်ပေါ့ ဟုတ်တယ်2025ခုနှစ်ရောက်တော့အရေးအတွက်ကရုတ်တရက်1888ဦးအထိထိုးကျသွားတယ် ဟာတဝက်တောင်မကောက်ကိုထိုးကြသွားတာပဲ အခု2026အတွက်ဆိုရင်ခွဲတန်းကနေရထုံးလေးရန်ခန့်သာရှိတော့မယ်လို့ဆိုတယ်ပိုဆိုးတာက IOM ရဲ့ထမှန်ချက်ပါရှင် နိုင်ငံတကာရွှေ့ပြောင်းသွားလာရေးအဖွဲ့ပေါ့ ဟုတ်ပါတယ်သူတို့ကမြေပြင်မှာတကယ်လေးရင်လက်မှတ်ဖြတ်ပြီးလူတွေကိုပို့ဆောင်ပေးရတဲ့အဖွဲ့လေသူတို့ရဲ့ခန့်မှန်းချက်အရ2026မှာလူ1000ဝန်းကျင်လောက်ပဲအမှန်တကယ်ထွက်ခွာနိုင်လိမ့်မယ်လို့ဆိုထားတယ် ခဏလေဒီနေရာမှာကျွန်တော်တို့ခဏရက်ပြီးတခြားစဉ်းစားကြည့်အောင်ဗျာမလေးရှားမှာမှတ်ပုံတင်ထားတဲ့အကောက်ဝဲလွှမ်းနေတဲ့ဒုက္ခတွေရွက်ကတိတ်နဲ့ချီရှိနေတာ ဟုတ်တယ်လေ ဒါပေမဲ့တနစ်လုံးစာမှာလူ1000လောက်ပဲတွားရမယ်ဆိုရင်တွက်ကြည့်လိုက်တာနဲ့စုစုပေါင်းရဲ့10ရာခိုင်နှုန်းအောက်လောက်သာဒီအခွင့်အရေးကိုရတော့မယ်သဘောပဲဗျာဒါဟာလူမှုအတိုင်းဝိုင်းဟောတာတကယ်ကိုကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြီးဖြစ်လာနိုင်တယ် မှန်ပါတယ်ရှင် အကယ်မှာလူများစုလက်ခံထားတဲ့ယူဆတစ်ခုရှိတယ်လေငါမလေးရှားမှာနေလာတာ10နှစ်ကျော်ပြီအချိန်ကြာကြာစောင့်လေလေတွက်တရနိုင်ငံသွားဖို့အလက်အနည်းလေးပဲဆိုတဲ့ယူဆအခုအချက်လက်တွေရတကလုံးဝမာရွေးနေပြီဆိုတာထင်ရှားသွားပြီဗျာ လုံးဝကိုမိုင်းယွင်းတဲ့အယူကဆဖြစ်သွားပါပြီရှင်လက်ခံမဲ့နိုင်ငံတွေဘက်ကခွဲတန်းတွေတီတီတာတာရှော့ချလိုက်တဲ့အတွက်ရွေးချယ်မှုစံနှုန်းတွေကအလုံးအမင်းတင်းကျပ်သွားတယ် အခုဆိုရင်မလေးရှားမှာနေထိုင်ခဲ့တဲ့အချိန်ကာလဘယ်လောက်ကြာပြီလဲဆိုတာကရွေးချယ်ခံရဖို့အကြောင်းရလုံးဝမဟုတ်တော့ဘူးလူမျိုးကိုလိုက်ပြီးရွေးတာလည်းမဟုတ်ဘူးပြီးတော့ကိုတန်ရှော့ထားမှုတင်တာလေးပေါ်မှာလည်းမူတည်တာမဟုတ်တော့ဘူး ဒါဆိုရင်ဟိုလေဘယ်အချက်တွေကိုအခြေခံပြီးရွေးချယ်တော့မှာလဲဗျာ အကြီးကအချက်ကတော့ထိခိုက်လွယ်မှုနဲ့အကာအကွယ်လွတ်အမှုကဏ္ဍ9ရက်အပေါ်မှာပဲအခြေခံပြီးရွေးချယ်တော့မှာပါ အဲ့ဒီ9ရက်ဆိုတာဘာတွေများဖြစ်မလဲဗျာဥပမာလေးနည်းနည်းပြောပြလို့ရမလား ။အကာအကွယ်အလွယ်မင်းလိုအပ်နေသူတွေအကြံဖက်ခံရမှုနဲ့လူမြောက်လာသူတွေဒီမှာဆက်နေရင်အသက်အန္တရာယ်ရှိနိုင်လောက်အောင်ရေးပေါ်စီးကူးသားမှုလိုအပ်နေသူတွေအန္တရာယ်ကြားရောက်နိုင်ခြင်းမြင့်မားတဲ့အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေပြီးတော့မိသားစုပြန်လဲပေါင်းစည်းရေးအရေးကြီးလိုအပ်သူတွေစသဖြင့်ပေါ့နော် တကယ်ကိုအသက်ရှင်တန်ရဲ့တော့မရှိမဖြစ်လို့အန်ရသူတွေကိုဒါရွေးထုတ်တော်မယ်တဘောပဲ ဟုတ်ပါတယ်ရှင်အရင်လိုတန်းစီဆောင်တဲ့စင်းမျိုးမဟုတ်တော့ဘူး ကင်းကနန်ဒီကြာစင်လာတာကိုပြောရင်းနဲ့လူများစုမျောလင့်ချက်ထားတဲ့အမေရိကန်ပြည်တော်စုရဲ့ USRP အစီအစဉ်ကြောင်းကိုခြံထားခဲ့လို့မရဘူးဗျာ American အစီအစဉ်ပေါ့နော် ဟုတ်တယ်ဗျာမှတ်တမ်းတွေထဲမှာရှင်းရှင်းလင်းလင်းပါလာတာကဒီစီဇန်2025ခုနှစ်ဇန်နဝါရီလကတည်းကရက်ဆိုင်သွားခဲ့တယ်ဆိုတာပဲ ဟုတ်တယ်အခုချိန်မှာ American ဘက်ကနေအလွန်အားနည်းတဲ့ case အနည်းနဲ့လောက်ကိုသာချွင်းချက်အနေနဲ့ပြန်လဲသုံးသပ်ပေးနေတာရှိတယ်ရှင် တော်တော်လေးကိုမျောလင့်ချက်နည်းသွားတာပဲ ဒီနေရာမှာလူရီအထင်မြင်လွဲနေတဲ့ကိစ္စတစ်ခုကိုရှင်းဖို့လိုလဲရှင်အဲ့ဒါက transfer လုပ်တယ်ဆိုတဲ့ကိစ္စပဲ ဘယ်လိုမျိုးလဲဗျာ ဥပမာကိုယ့်ရဲ့ US resettlement case ပိတ်သွားတယ်ညှင်းပယ်ခံရတယ်ဆိုပါစို့အဲ့ဒီလိုညှင်းပယ်ခံရလို့ Canada ဒါမှမဟုတ် Australia လို့အခြားနိုင်ငံတွေကိုအလို့အလျောက် fine ပြောင်းပေးလိုက်တာမျိုးလုံးဝမရှိပါဘူး အော် American ကညင်းလိုက်ရင်နောက်နိုင်ငံတစ်ခုကအလိုလိုခေါ်မယ်လို့ထင်နေကြတာကို ဟုတ်တယ် American ကညှင်းလိုက်လို့နောက်နိုင်ငံတစ်ခုသွားရဖို့အခွင့်အရေးပိုများသွားလာမျိုးလည်းမဟုတ်ဘူးဆိုတာကိုသိချာနားလည်ထားဖို့လိုပါတယ်ရှင်
ဒါဆိုရင်မေးစရာရှိလာတာကUNSCR ရဲ့ပုံမှန် resettlement လမ်းကြောင်းကလည်းကျင့်ကြလာပြီး USARB ကလည်းရက်ဆိုင်နေတယ်ဆိုတော့တခြားရွေးချယ်စရာလမ်းကြောင်းလုံးဝမရှိတော့ဘူးလားပေါ့မှတ်ကြမ်းနေတဲ့မှာ complementary pathway ဆိုတဲ့စကားလုံးကိုတွေ့ရတယ်ဗျာအဲ့ဒါကဘာလို့ဆိုလိုတာလဲ ဒါကအခုနောက်ပိုင်းပို့ပြီးအာယုံဆိုင်လာကြတဲ့လမ်းကြောင်းမှာရှင့်ပုံမှန်အပြင်တတိယနိုင်ငံကိုတွားတယ်ဆိုတာ UNHCR ကနေကိုစားပြုလျှောက်ထားပေးတဲ့ resettlement နဲ့တွားကြတာလေ ဟုတ်တယ် ဒါပေမဲ့ complementary pathway ဆိုတာကတော့ UNHCR ကနေတစ်စမဟုတ်ဖဲအခြားနည်းလမ်းတွေနဲ့တွားတာကိုခေါ်တာပါ ဥပမာလေးသိကျင်တယ်ဗျာ ဥပမာကနေဒါလိုနိုင်ငံမျိုးမှာရှိတဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေဘာသာရေးအသင်းအဖွဲ့အစည်းတွေကနေ sponsor ပေးပြီးခေါ်တဲ့ private sponsorship အစီအစဉ်တွေဒါမှမဟုတ်အခြားနိုင်ငံအစိုးရတွေကသူတို့ဘာသာတည်တံ့ခေါ်ယူတဲ့အစီအစဉ်တွေပါဝင်ပါတယ် တိကျစီစဉ်နေပေါ့ ဟုတ်ပါတယ်ဒီလမ်းကြောင်းတွေကကိုယ့်အဆက်အသွေးကိုယ့်အရေးချင်းနဲ့ကိုယ်စ조사ရမယ့်လမ်းကြောင်းတွေဖြစ်ပြီးရှော့ထားမှုလုပ်ငန်းစဉ်တွေမှာ UNHCR ကဝင်ရောက်ဆွတ်ဖက်မှာမဟုတ်ပါဘူးရှင် သဘောပေါက်ပါပြီဗျာအခုကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ကြည့်ရင်ဘတ်ဂျက်ကမရှိဘူးဝန်ထမ်းအင်အားကမလုံလောက်ဘူးတတိယနိုင်ငံတွားဖို့အခွင့်အလမ်းတွေကလည်းလုံးဝကြာဆင်းသွားပြီ ဟုတ်ကဲ့ ဒီလိုအကျက်အသေးတွေအဖက်ဖက်ပြေးလောက်လာတဲ့အခါအဖွဲ့အစည်းကြီးအနေနဲ့ဖြည့်ရှင်းဖို့ကြိုးစားလိုက်တခုတည်းတော့ထပ်ပေါက်ကနီးပညာပဲဗျာဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတဲ့ digital အခုအပြောင်းကြီးကြောင့်ရောက်လာပြီ ဒီအပြောင်းလဲကတကယ့်ကိုကြီးမားပါတယ်ရှင်လာမယ့်2026ခုနှစ်နဲ့လဲပိုင်းလောက်မှာ digital gateway လို့ခေါ်တဲ့ online စနစ်တွေကိုစတင်တော့မှာဖြစ်ပါတယ်အရေးကြီးဆုံးတည်ထားရမှာကဒါဟာရွေးချယ်ရွာမဟုတ်ဘူးရှင်မဖြစ်မနေကူးပြောင်းရမယ်စနစ်ပါလက်ရှိသုံးတဲ့ Refugee Malaysia website ကြီးကိုလာမယ့် December လမှာအပီးတိုင်ပိတ်သိမ်းတော့မှာဖြစ်လို့အားလုံးကဒီ digital gateway ပေါ်ကိုမရောက်ရောက်အောင်တက်ကြတော့မယ်တဘောပဲ ဝါအပီးတိုင်းပိတ်သိမ်းပါလားဒါဆိုဒီ digital gateway စနစ်တည်းရဲ့လောက်ဆောင်ချက်တွေကိုကျွန်တော်ဖတ်ကြည့်လိုက်တော့ဟိုလေ UNHCR ဟာသူတို့ဝန်ထမ်းတွေလို့ရမယ်အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စတွေတော်တော်များများကိုဒုက္ခတိတွေကိုယ်တိုင်လုံနိုင်အောင်လုပ်ပိုင်ခွင့်လွဲပြောင်းပေးလိုက်တယ်လို့မြင်ရတယ်ဗျာ မှန်ပါတယ်ရှင် ဥပမာဗျာအရင်ကဆိုလိပ်စာပြောင်းတာဖုန်းနံပါတ်အသစ်ပြောင်းတာတွေကိုရုံးကိုအကြောင်းကြားဖို့အတော်ခက်တယ်လीဖုန်းခေါ်ရတာနဲ့စာပို့ရတာနဲ့ ဟုတ်တယ် အခုဆိုရင်ကိုဖုန်းတာမဖို့ကွန်ပျူတာထဲကနေကိုယ်တိုင်အလွယ်တကူဝင်ပြနိုင်တော့မယ်မပွန်တင်ဖို့အတွက်အင်တာဗျူးရက်ချေးတောင်းခံတာတွေကိုလည်း online ကနေလုပ်နိုင်မယ်လေ ဒါတွေမကဘူးရှင်စာရွက်စာတမ်းတက်တန်းကုံဆုံးတော့မယ်ဆိုရင်လေအရင်လို့ရုံးကစားလာမလားဖုန်းဆက်မလားစောင့်နေစရာမလိုတော့ဘူး ဟုတ်လားဘလို့သိနိုင်မလဲဗျာ အဲ့ဒါတွေကိုလည်းဒီ portal ကနေပဲတိုက်ရိုက်ရောက်ထားနိုင်တော့မှာပါ မိုင်းတယ်ဗျာဒါပေမဲ့အားလုံးထဲမှာမှအသက်သာဆုံးနဲ့သတင်းအကောင်းဆုံးအချက်ကတော့ကိုယ့်ရဲ့တတိယနိုင်ငံအခြေချနေထိုင်ခွင့်အခြေအနေဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို online ကနေဆင့်တိုက်ရိုက်ခြေရာခံစစ်ဆေးနိုင်တော့မယ့်အချက်ပဲဗျာ အဲ့ဒါအရေးကြီးဆုံးပဲရှင်အင်းလောငါနာမည်များပါမလားငါ case ပဲရောက်နေပြီလဲဆိုပြီးမတိတ်ချမရေရစောင့်နေရတဲ့ပွဲစားတွေကိုပိတ်ဆံပေးပြီးမင်းနေရတဲ့ခေတ်ကုန်းသွားပြီလေ အဲ့ဒါဘောပွဲစားတွေစီတွားရမလို့တော့ဘူး ကိုအကောင့်ထဲဝင်ကြည့်လိုက်တာနဲ့အခြေအနေမှန်ကိုသိနိုင်တော့မယ် ဒါပဲပဲလေလက်တွေမှာမိသားစုဝင်တွေအများကြီးရှိတဲ့အိမ်ထောင်စုတွေဆိုရင်ဒီအကောင့်တွေကိုဘယ်လိုစီမံခန့်ခွဲမလဲဗျာလူတိုင်းတစ်ခုစီဖွင့်ရမှာလား ဒီအတွက်လေးတေချာစီစဉ်ထားတာတွေ့ရတယ်ရှင်မိသားစုအကောင့်စီမံခန့်ခွဲမှုနဲ့ပတ်သက်ရင်မိဘဒါမှမဟုတ်အိမ်တောင်ဦးစီးလူကြီးတို့ကအဓိကအကောင့်တစ်ခုကိုစဖွင့်ရမယ် ပြီးမှကျန်တဲ့မိသားစုဝင်တွေကိုအဲ့ဒီအကောင့်အောက်မှာထည့်သွင်းပေးရမှာပါကလေးတွေကိစ္စမှာဆိုရင်အသက်16နဲ့အောက်ကလေးတွေရဲ့စာရွက်စာတမ်းတွေအချက်လက်တွေကိုမိဘကပဲဆက်လက်စီမံပေးရမှာဖြစ်ပါတယ် ။အော်16နှစ်အောက်ဆိုရင်မိဘကလုပ်ပေးရမယ် ဟုတ်တယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကကလေးလေးအသက်15နှစ်ပြည့်ပြီဆိုရင်တော့သူတို့ကိုယ်ပိုင်အကောင့်တီးတန့်ခွဲဖွင့်ခွင့်ရလာမှာပါရှင် ။ဟာ15နှစ်ဆိုရင်ရပြီလား။မိုက်တယ်ဗျာ ဟုတ်တယ်ဒါကလူငယ်တွေကိုသူတို့ရဲ့အချက်လက်တွေကိုသူတို့ကိုယ်တိုင်တာဝန်ယူစီမံတန်းလို့လေ့ကျင့်ပေးတဲ့သဘောလဲပါပါတယ်ရှင် ။သဘောတရားအရတော့အရန်ကောင်းတယ်ဗျာ။ဒါပေမဲ့မြေပြင်မှာလူတိုင်းက smartphone ကိုကောင်းကောင်းသုံးတတ်တာမဟုတ်ဘူးလေ အေးအဲ့တော့အမှန်ပဲ ။ဘယ်လိုမျိုးလဲဗျာ နီးပညာမကျွမ်းကျင်သူတွေအနေနဲ့လေကိုအပြေးပါယုံကြည်ရတဲ့တူဦးကိုဥပမာသားသမီးဆွေမျိုးဒါမှမဟုတ်လူမှုအဖွဲ့အစည်းကခေါင်းဆောင်တယောက်ကိုမိမိရဲ့ digital ကိုစားလိုက်ချွေလွှဲအပ်ပေးနိုင်ပါတယ် ။အော်ကိုစားလဲလွဲပေးလို့ရတာပေါ့။ဒါမဲ့ဒီနေရာမှာလုံခြုံရေးရတိကျကူးဆိုင်ရမယ့်ချက်တစ်ခုတွေ့ရတယ်ဗျာ ။ဘာများလဲရှင် ။အဲ့လိုလွဲရတဲ့ကိစ္စကိုဖုန်းတွေကနေခလုံးနေပြီးဒီတိုင်းအလွဲတကူလှုပ်လိုက်လို့မရဘူးတဲ့ ဟုတ်တယ် ။အချက်လက်ခိုးယူခံရတာလိမ်လဲခံရတာနဲ့မဖြစ်အောင် UNHCR ယုံကို
လူကိုယ်တိုင်တွားရောက်ပြီးမှသာဒီကိုစားလေလွယ်အပ်ခြင်းကိုပြုလုပ်ခွင့်ပေးထားတယ်ဗျာ မှန်ပါတယ်ရှင်လုံခြုံရေးကိုအမြင့်ဆုံးထားလုံထားတာပါ ပြီးတော့ကိုကအဲ့ဒီကိုစားလေကိုမယုံကြည်တော့ဘူးဒါမှမဟုတ်ကိုယ်တိုင်သုံးတက်သွားပြီဆိုရင်လေလွယ်အပ်ထားမှုကိုအချိန်မရွေးပြန်လဲယူသိမ်း cancel လုပ်နိုင်တယ်လို့ဆိုတဲ့ ဒါဆိုရင်ဒီစနစ်တကြီးအတွက်မိသားစုတွေအနေနဲ့အခုအရေကဘာတွေပြင်ဆင်ထားတဲ့လဲဆိုတာကိုပြောပြခြင်းနဲ့ရှင် ဟုတ်ကဲ့ပါရီပြင်ဆင်ရမလဲဗျာ ပထမဆုံးအရေးကြီးဆုံး checklist ကမိသားစုတိုင်းမှာတေချာအလုပ်လုပ်တဲ့ email ဒါမှမဟုတ် Gmail account တစ်ခုမဖြစ်မနေရှိရမှာပါ Gmail တခုတော့ရှိရမယ် ပြီးရင်အဲ့ဒီ email နဲ့ password ကိုဘယ်တော့မှမမေ့အောင်လုံခြုံအောင်တေချာမှတ်သားသိမ်းစီထားဖို့လိုပါတယ်ကိုယ့်ရဲ့ password ကိုသူစိမ့်တွေပွဲစားတွေကိုပေးလိုက်တာမျိုးလုံးဝမလုပ်သင့်ပါဘူးရှင် ဒါကတကယ်အရေးကြီးတဲ့အချက်ပဲဗျာ password မပေးရဘူးပေါ့ နောက်တစ်ခုကမိသားစုဝင်တွေရဲ့စာရွက်စာတမ်းတွေမွေးစာရင်းတွေမှတ်ပုံတင်တွေကိုကြိုတင်စုဆောင်းထားဖို့လိုအပ်ပါတယ် ဟုတ်ပြီဗျာဒီ digital gateway စနစ်ကတရင်အချက်လက်တွေကိုကြားခံလို့မလို့ပဲတိုက်ရိုက်တိနိုင်တဲ့အထက်ပွင့်လင်းမြင်သားမှုရှိလာမယ်ဆိုတာလက်ခံပါတယ်ဗျာဒါပေမဲ့စောကပြောသလိုလူတိုင်းကနီးပညာကိုချက်ချင်းလက်ခံနိုင်မှာမဟုတ်တဲ့အတွက် digital ကွာဟမှုဆိုတဲ့ပြဿနာကကြီးမားလာမယ် အဲ့ဒါစင်ခေါ်မှုတစ်ခုပဲရှင် ဒီအချိန်မှာလူမှုအတိုင်းဝိုင်းခေါင်းဆောင်တွေနဲ့လူမှုအခြေပြုအဖွဲ့အစည်းတွေအခိုင်ခံတာကအရင်ကထက်အစားပေါင်းများစွာပူပြီးအရေးပါလာပြီဗျအရင်လိုယဉ်ကျေးမှုပွဲတွေလုပ်တဲ့အဖွဲ့တက်တက်မဟုတ်တော့ပဲနီးပညာအကူအညီပေးတဲ့ IT support အဖွဲ့တွေထည့်လာရတော့မယ် တိကျပါတယ်ရှင် community အနေနဲ့ပထမဆုံးရင်ဆိုင်ရမယ့်တာဝန်ကတည်င်းမားတွေကိုတားဆီးဖို့ပါ တရင်မဆိုတော့ဘယ်လိုမျိုးလဲဗျ အခုဆိုရင်လေမလေးရှားအစိုးရရဲ့ DPP ကိစ္စနဲ့ပတ်သက်ပြီးကောလာဟလတွေအများကြီးထွက်နေတယ် အော် document ပန်တတာရန်ပလာရီယန်ကိစ္စလား ဟုတ်တယ်ရှင်တကယ်တော့မတ်တန်းနေရဒီ DPP ကိစ္စဟာလက်ရှိအချိန်ကြီးအတိအကျတတ်မှတ်ပစ်ထားတာမှရှိသေးပဲအစိုးရနဲ့ဆက်လက်ဆွေးနွေးနေစေအဆင့်ပဲရှိသေးတယ် ဒါဆိုအတီမပြရသေးဘူးပေါ့ ဒါပေမဲ့အပြင်မှာ DPP ကက်ရရင်ဘာခွင့်ရေးတွေရတော့မယ်ဆိုပြီးသတင်းမားတွေပြန့်နေတယ်လေအဖွဲ့စည်းခေါင်းဆောင်တွေအနေနဲ့အဲ့ဒီလိုကောလာဟလတွေကိုဟန်တာပြီး UNHCR ကထုတ်ပြန်တဲ့တရားဝင်တဲ့အချက်လက်တွေကိုပဲပြည်သူတွေစီမမှန်ကန်ကန်ဖြည့်ဝေပေးဖို့တာဝန်ယူရပါမယ်ရှင် မှန်ပါတယ်ဗျာနောက်ထပ်အရေးကြီးတဲ့တာဝန်တစ်ခုကမိသားစုတွေကိုနီးပညာပိုင်းလက်ညှိုးပေးဖို့ပဲဗျာ ဟုတ်ကဲ့ ဒီအကူပြောင်းကာလမှာမိသားစုတွေကို email account ဘယ်လိုဖွင့်ရမလဲ digital gateway ကိုဘယ်လိုဝင်ရောက်သုံးပြရမလဲ စာရွက်စာတမ်းတွေကိုဘယ်လို upload လုပ်ရမလဲဆိုတာတွေကိုစိတ်ရှည်လက်ရှည်ကူညီပေးရပါမယ် ဟုတ်ပါတယ်ရှင် ပြီးတော့အစားပိုင်းမှာကျွန်တော်ဆွေးနွေးခဲ့တဲ့ကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့ဖုန်းဆက်လို့မရတဲ့ reachability ပြဿနာကိုဖြေရှင်းဖို့အတွက်လည်းလူမှုအဖွဲ့အစည်းတွေကအဓိကတော့ချက်ဖြစ်လာဖို့ရှိတယ်ဗျ အေးမတန်းနေထဲမှာတွေ့ရတဲ့အလွန်ကောင်းမွန်တဲ့အချက်အညတစ်ခုရှိတယ်ရှင် ။ဘာများလဲဗျ အဲ့ဒါက backup channel အနေနဲ့လူမှုအဖွဲ့အစည်းတွေရဲ့ email တွေကိုအသုံးပြုဖို့ကိစ္စပါ ။ဘယ်လိုအလုပ်လုပ်မှာလဲဗျ ဆိုလိုတာက UNHCR ဒါနဲ့ဒုက္ခသည်တယောက်ကိုတိုက်ရိုက်ဖုန်းဆက်တယ်ဖုန်းမကင်ဘူး email ပို့တယ်ပြန်မစာဘူးဆိုပါစို့ အဲ့ဒီအခါမှာအဲ့ဒီလူကိုဒီတိုင်းကြော်သွားမယ့်အစားသူပါဝင်တဲ့ community organization ရဲ့တရားဝင် email စီကိုလှမ်းပြီးသတင်းစကားပါလိုက်တာမျိုးအကြောင်းကြားစာပို့လိုက်တာမျိုးလုပ်ဖို့စီစဉ်နေကြတာပါ ။အော်ကောင်းလိုက်တဲ့စနစ်ဗျ ဟုတ်တယ်လေအဖွဲ့အစည်းတွေကသူတို့လူတွေမြေပြင်မှာပဲရောက်နေလဲဆိုတာကိုပို့ပြီးသိနိုင်တာကို ။ဒါကတကယ်ကိုလက်တွေ့ကြပြီးထိရောက်တဲ့ဖြည့်ရှင်းနေပဲဗျ။ကဲကျွန်တော်တို့ဆွေးနွေးလာတာအတော်လေးကိုနှဆိုင်သွားပြီဗျ။ဒီကနေ့လေ့လာခဲ့တဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြန်ကြည့်ရရင်အထူးအပြောင်းလဲကြီး၃ခုကိုတွေ့ရမယ်ဗျ ဟုတ်ကဲ့ပါရီလေရှင် ။ပထမအချက်ကငွေကြေးနဲ့ဝန်ထမ်းအင်အားအခက်အခဲတွေကြောင့်မှတ်ပုံတင်လုပ်ငန်းစဉ်မှာအချိန်ကြာမြင့်စွာစောင့်ဆိုင်နေရတူတွေနဲ့အရေးပေါ်အကာအကွယ်လိုအပ်တူတွေကိုသာ triage စနစ်လို့ခွဲခြားပြီးအတိကဦးစားပေးနေရပြီ ဒုတိယအချက်အနေနဲ့တတိယနိုင်ငံအခြေချနေထိုင်ခွင့်ဆိုတဲ့အခွင့်အလမ်းဟာတမိုင်းတစ်လျှောက်အနှိမ့်ဆုံးအဆင့်ကိုရောက်ရှိနေပြီကိုမလေးရှားမှာဘလောက်ကြာနေထိုင်ခဲ့ရဆိုတာကအရေးမကြီးတော့ပဲမိမိရဲ့ထိခိုက်လွယ်မှုနဲ့အသက်အန္တရာယ်စိုးရိမ်ရမှုအပေါ်မှာသာမူတည်ပြီးရွေးချယ်သွားတော့မယ်ချင်း မှန်ပါတယ်ဗျပထမအချက်ကတော့ဒုက္ခသည်တွေအငင်းနဲ့မိမိရဲ့အချက်လက်တွေကိုမိမိကိုယ်တိုင်ရှိမှန်ခံခွဲရမယ် digital gateway စနစ်တကြီးကိုမကြခင်မဖြစ်မနေကူးပြောင်းရတော့မယ်ဆိုတာတွေပဲဖြစ်ပါတယ်ဗျ ဟုတ်ပါတယ် ခြုံပြောရရင်တော့အရင်တုန်းကဆေးရုံအရေးပေါ်ခန့်အပြင်ဘက်မှာငါနာမည်ဘယ်တော့ခေါ်မလဲဆိုပြီးလူကိုယ်တိုင်ထိုင်ဆောင်နေရတဲ့အခြေအနေနဲ့အခုတော့ကိုယ်ဖုန်းထဲကနေတဆင့်ကိုယ့်ရဲ့အခြေအနေကိုကိုယ်တိုင်စစ်ဆေးရမယ်
digital အရေးပေါ်ခွဲခြားမှုစနစ်ကြီးစီကိုကူးပြောင်းနေပြီလို့ဆိုရမှာပါဗျာ ဒီပြောင်းလဲတွေကကြောက်စရာကောင်းတယ်လို့ဖြစ်နေပေမဲ့ကျူတင်ပင်စင်ထားမယ်လူမှုဖွဲ့စည်းတွေကလည်းကုညီပေးမယ်ဆိုရင်ကြော်လွားနိုင်မဲ့စင်ခေါ်မှုတွေပါရှင် သိကြတော့ပါဗျာအသိပညာနဲ့တည်အချက်လက်မှန်ကန်စွာရရှိထားခြင်းကဒီစင်ခေါ်မှုတွေကိုရင်းဆိုင်ဖို့အကောင်းဆုံးလက်နက်ပါပဲ ဟုတ်ပါတယ်ရှင် ဒီနေ့အစီအစဉ်ကိုမဆုံးခင်မှာနားဆင်သူတွေကိုဆက်လက်တွေ့တော့ဖို့မိကွေတစ်ခုခြံထားခဲ့ချင်ပါတယ်ဗျာကမ္ဘာတစ်ဝန်းကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအဖွဲ့အစည်းတွေဟာလုပ်ငန်းစဉ်တွေပုံမလျင်မြန်လာစေဖို့နဲ့ကြားခံပွဲစားတွေရဲ့ခောက်ပွေဖြတ်မှုပပျောက်ဖို့ digital စနစ်တွေကိုအရှင်အဟုန်နဲ့ပြောင်းလဲအထုံးပူလာကြပါတယ် ဟုတ်ကဲ့ ဒါပေမဲ့ဒီ digital gateway လို့စနစ်တကြီးတွေကအမှန်တကယ်လိုအပ်နေသူတွေတဲ့ပုံမမြန်ဆန်လွယ်ကူတဲ့တံခါးပေါက်တစ်ခုဖြစ်လာမလားဒါမှမဟုတ်နီးပညာလက်မမီသူတွေပညာအရေးချင်းအားနေသူတွေအတွက်တော့ဘလို့မှဖြတ်ကျော်လို့မရတဲ့မြင်အောင်လို့မရတဲ့ digital တလိုင်းကြီးတစ်ခုများဖြစ်သွားမလားဆိုတာကိုတော့ကျွန်တော်တို့အားလုံးစပ်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါရဲ့ဗျာ ဒါကတကယ်ကိုလေးနက်ပြီးအပြေရှာရအခက်မဲ့မေးခွန်းပါမယ်ရှင်အားလုံးပဲခုလို့စိတ်ဝင်တစားနားရှင်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းလေးလာစရာကောင်းတဲ့အကြောင်းအရာတွေကိုအခုလိုပဲအသေးစိတ်ထပ်မံဆွေးနွေးသွားပါအောင်မယ်ဗျာအားလုံးပဲဘေးကင်းလုံခြုံကြပါစေ